အားကြောင့်မလို့သူကကိုယ်တိုင်ထုတ်လုပ်နိုင်မှုအတွက်အရေးထားလာတယ်ဒီလိုထုတ်လုပ်နိုင်ရင်ပိတ်ဆို့တန်ခတ်မှုတွေရှိနေတယ်ဆိုပေမဲ့လည်းသူ့အတွက်အသက်ရှူချောင်းသေးတယ်အဲ့တော့ရတပြစ်မှတ်တွေကိုတိုက်ခိုက်လို့ဆန္ဒပြကြေးတာဆိုရင်စစ်ကောင်စီနေတိုင်းဆန္ဒပြခံမှာဘာကြောင့်လဲဆိုတော့ရတပြည်သူတွေကိုပဲရွေးချယ်ပြီးတော့တိုက်ခိုက်နေတာအခုဒါ2025ဒီ2020အခုချိန်ထိပေါ့အဲ့တော့ဒါကပ္ပစရဲပြင်ရေနံချက်ဆက်ယုံရဲပေါ့နော်ဒီနေရာတွေကိုတိုက်ခိုက်နိုင်ခဲ့တဲ့ဖြစ်စဉ်တွေအကြောင်းအရာတွေပြင်ဒါတွေကဘယ်လောက်ထိအရေးကြီးသလဲဘယ်လောက်ထိစစ်ကောင်စီအထိနာသလဲနောက်ထပ်ကျွန်တော်တို့ဘာတွေထပ်ပြီးတော့ကြိုးစားတင်သလဲဆိုတဲ့အကြောင်းတွေလည်းပါမှာဖြစ်သလိုဒါမြစ်ကြီးနားမှာပေါ့နော်ဒါလေစိတ်ကိုတိုက်ခိုက်ခံရပြီးရဲ့နောက်စစ်ကောင်စီရဲ့ကြံစီနေတဲ့ကြံစီမှုအပြင်ကိုပေါက်ကြားလာတဲ့အခါဘယ်လိုမျိုးတူချုံပြီးတော့လှုပ်လိုက်ရတယ်လဲခိုးကြောင်ခိုးပဲလှုပ်လိုက်ရတယ်လဲဆိုတဲ့အကြောင်းတွေလည်းပါမယ်ပြီးရင်ဝိုင်းမော်ကတိုက်ပွဲတွေအကြောင်းတွေလည်းပြောပြသွားမှာဖြစ်ပါတယ်အဓိကတော့ NUG ရဲ့အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့ SOS ကဒါမကွေးတိုင်းပခဖအဖွဲ့နဲ့ပူးပေါင်းပြီးတော့မကွေးတိုင်းအထက်မင်းလာမှာရှိတယ်ပေါ့နော်မြို့နယ်တွေကဒါစကားစားရဲ့ရေနံချက်ဆက်ယုံနဲ့ကပ္ပစ2ကိုတိုက်ခိုက်နိုင်ခဲ့တယ်ဆိုပြီးတော့ထုတ်ပြန်လာတာတွေ့ရပါတယ်အဲ့တော့ SOS နဲ့ဒါမကွေးတိုင်းပခဖတို့ပူးပေါင်းပြီးတော့တရားခွန်မမဒုံးနေနဲ့မေလ29ရက်နေ့မှာပြစ်ခတ်တိုက်ခိုက်ခဲ့တာဆိုပြီးတော့သိရတယ်။နာမည်ကန်ဆက်ယုံဝင်းထဲကို3လုံးကြတယ်ကပ္ပစ2ထဲကိုလည်း1လုံးကြတယ်ထိခိုက်ပျက်စီးမှုတွေရှိတယ်လို့တော့ဒါပြောတယ်ပေါ့နော်အဲ့တော့ဆက်ယုံနှစ်ခုထိခိုက်တာတွေရှိတယ်ပြောပေမဲ့အတီးပြုတ်နိုင်ခြင်းတော့ဒါမရှိသေးပါဘူးပေါ့နော်အဲ့တော့ဒီအကြောင်းတွေနဲ့ပတ်သက်လို့ဒါဒီဖြစ်စဉ်နဲ့ပတ်သက်လို့ဆွေးနွေးကြည့်အောင်ပေါ့နော်ဒီတိုက်ခိုက်မှုတွေကစစ်ရေးအရာဘယ်လောက်ထိအရေးကြီးတယ်လဲပြီးတော့ဒီနေရာတွေကစစ်ကောင်စီအတွက်ဘယ်လောက်ထိအရေးပါတယ်လဲပြီးတော့တော်လိုင်းဘက်ကဒီပြစ်မှတ်တွေကိုအာယုံဆိုင်ပြီးတော့လှုပ်ဆောင်လာတာဟာစစ်ဗျူဟာအရာဘာတိတ်ပယ်တွေရှိတယ်လဲဆိုတဲ့အကြောင်းကျွန်တော်တို့ခွဲခြားပြီးတော့သုံးသပ်ကြည့်အောင်ပေါ့နော်အဲ့တော့ပထမဆုံးတော့ရေနံချက်ဆက်ယုံရေနံချက်ဆက်ယုံတွေကစစ်ကောင်စီအတွက်ဘာကြောင့်အရေးကြီးရလဲဒါချို့လဲတော်တော်များများတော့သိတယ်ပေါ့နော်ဒါပေမဲ့လည်းအရေးကြီးတယ်ဆိုတဲ့အကြောင်းကိုတော့သိတယ်ဘယ်လိုမျိုးအရေးကြီးလဲဆိုတဲ့ဟာတွေလည်းကျွန်တော်တို့ဒါအချမ်းဖြင့်အတူချုံလေးတွေကျွန်တော်ပြောသွားကြရအောင်ပေါ့နော်အဲ့တော့စစ်ကောင်စီအတွက်ဒါရေနံကသွေးလေပတ်မှုစနစ်လိုတော့မှဒါတင်စားလို့ရတယ်ပေါ့နော်အဲ့တော့ရန်ရားတွေဖြစ်တဲ့တင့်တွေတန်ချက်ကာတွေစစ်လေရင်တွေစစ်သင်းမောတွေတေယူပို့ဆောင်ရေးရင်တွေပြောမယ်ဆိုအများကြီးပေါ့ဗျာအများကြီးဒါတွေအားလုံးကလောင်စာပေါ်မှာမူတည်နေတာဖြစ်ပါတယ်ဒီလောင်စာရှိမှပဲဒီရန်ရားတွေကလက်ပတ်သွားလာလို့ရမှာတေယူပို့ဆောင်ရေးတွေလုံးလို့ရမှာဖြစ်ပါတယ်စစ်လေရင်တွေဆိုရင်လည်းသိတဲ့အတိုင်းပဲဒါပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့ဒါလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတဲ့ဟာတွေပေါ့နော်အဲ့တော့အဲ့ဟာတွေအတွက်ကိုဒါအဓိကအားထားနေရတဲ့ဒါသွေးလက်ပတ်မှုစနစ်လို့ပြောလို့ရတယ်အဲ့တော့ဒီဂျင်းနံကဒါတွေအားလုံးအတွက်ကုန်ချမ်းကုန်ချမ်းဒီကုန်ချမ်းကိုအဆင့်ဆင့်တန့်စင်ပြီးတော့အသုံးပြုတဲ့ခါကျတော့အမျိုးမျိုးသောလောင်စာတွေရတယ်ဒီစက်ယုံတွေကဒီလောင်စာအမျိုးမျိုးကိုပြောင်းလဲထုတ်လုပ်ပေးနေတဲ့နေရာတွေလည်းဖြစ်တယ်အဲ့တော့ရေနံကိုခွဲခြားပြီးတော့ထုတ်မယ်ဆိုရင်ဒီဇယ်ဓာတ်ဆီလေယာဉ်ဆီ gas စသဖြင့်ပေါ့နော်အများကြီးရရှိမှာဖြစ်တယ်ပြီးရင်ဒါကအကျန်းပြင်းအတူချုံပြီးတော့ပြပြပါနော်အခြားသောဓာတုအခြေခံကုန်ချမ်းတွေပြီးရင်ချိုးစီပလတ်စတစ်ပစ္စည်းတွေအဝတ်အထည်ဖိုင်ဘာကတ်တရားစသဖြင့်ပေါ့နော်အဲ့ဒါတွေလည်းပါတာဖြစ်သလိုဓာတ်မြေဩဇာတွေပိုးသက်ဆေးတွေပေါင်းသက်ဆေးတွေတုပ်ဆေးကော့ဘာညာအများကြီးပေါ့နော်အဲ့လိုမျိုးပုံစံမျိုးနဲ့အများကြီးခွဲခြားပြီးတော့ဒါကုန်ချမ်းတွေလည်းထုတ်လုပ်လို့ရတာဖြစ်တယ်ပြောမှဆိုအရန်အသုံးဝင်တဲ့ဟာပေါ့ဗျာအဲ့တော့စစ်ကောင်စီကဒီချိန်မှာဒီစက်ယုံတွေကသူ့အတွက်အရန်ရေးကြီးနေတဲ့အနေထားပြောမယ်ဆိုရင်နိုင်ငံတကာဆန်ရှင်တွေလုပ်တဲ့နိုင်ငံတကာကပိတ်ဆို့တာတွေတန်ခတ်တာတွေအရေးယူတာတွေခံနေရတဲ့အချိန်မှာဒါသူကကိုယ်ပိုင်ထုတ်လုပ်ခွင့်ရဖို့အတွက်ကိုအရန်ရေးကြီးလာတယ်။ဘာကြောင့်လဲဆိုတော့ဒီလိုမျိုးလောင်စာတင်သွင်းမှုတွေကခုနပိတ်ဆို့မှုတွေကြောင့်မလို့ကတ်သက်ချက်တွေအများကြီးရှိတယ်ပေါ့နော်။အားကြောင့်မလို့သူကကိုယ်တိုင်ထုတ်လုပ်နိုင်ဖို့အတွက်အရေးထားလာတယ်။ဒီလိုထုတ်လုပ်နိုင်ရင်ပိတ်ဆို့တန်ခတ်မှုတွေရှိနေတယ်ဆိုပေမဲ့လည်းသူ့အတွက်အသက်ရှူချောင်းသေးတယ်။ဒါကြောင့်မလို့များများထုတ်နိုင်ဖို့အတွက်ကသူ့အတွက်အရေးကြီးတယ်ပေါ့နော်။အဲ့တော့များများထုတ်လုပ်နိုင်တယ်ဆိုရင်သူ့အနေနဲ့များများထောက်ပံ့နိုင်မယ်။ထောက်ပံ့ရေးစနစ်တွေပို့ပြီးတော့လဲပတ်နိုင်မယ်တေယူပို့ဆောင်ရေးစနစ်တွေပို့ပြီးတော့လဲပတ်နိုင်မယ်အဲ့တော့စစ်ကောင်စီအတွက်တက်ဆိုးရှည်မယ်ပေါ့ဗျာဒါကြောင့်မလို့သူ့အတွက်အရန်ရေးကြီးတဲ့နေရာတစ်ခုဖြစ်တယ်အဲ့တော့စစ်ဗျူဟာအရလည်းဒီစက်ယုံတွေကရေးကြီးပြတ်မှတ်တွေဖြစ်တယ်ပေါ့နော်စစ်ကောင်စီကဒီလိုနေရာတွေကိုအရန်ထိခိုက်လာတဲ့ခါကျတော့လောင်စာထုတ်လုပ်မှုတွေရက်ဆိုင်တာတွေနှောင့်နှေးတာတွေရော့ကျတာတွေရှိလာမယ်အဲ့တော့အဲ့လိုမျိုးရော့ကျလာပြီဆိုတာနဲ့ခုနတေယူပို့ဆောင်ရေးတွေလည်းရော့ကျသွားမယ်ပေါ့နော်လေရင်နေဆိုလဲဒါလေချောင်းတိုက်ခိုက်မှုတွေကစယွန်နေလာနိုင်ခြေရှိတယ်ပြီးတော့တင့်နေတန်ချက်ကားတွေဒီကာလနောက်ပိုင်းမှာကြည့်မယ်ဆိုရင်စစ်ကောင်စီကဒီတင့်နေတန်ချက်ကားတွေကိုမြေပြင်တိုက်ခိုက်ရေးနေရာမျိုးတွေမှာတော်တော်များများအသုံးပြုသုံးဆွဲနေတာတွေတွေ့ရတယ်ဒါတွေအားလုံးရဲ့အခြေခံကလည်းဒီလောင်စာပဲပေါ့နော်အဲ့တော့ဒီလောင်စာတွေဒါသူတို့ထုတ်လုပ်မှုညော့နေလာမယ်ရော့ကျလာမယ်ဆိုရင်ခုနလိုမျိုးဒါမြေပြင်ဝေးဟင်းအကုန်လုံးစွမ်းအင်တွေရော့ကျလာမယ်အနေထားဖြစ်တယ်အဲ့တော့စစ်ရေးအရှိန်မြင့်မှုတွေရော့ကျလာမယ်ဒါကြောင့်မလို့ဒီနေရာတွေကအရေးကြီးပြတ်မှတ်တွေဖြစ်တယ်နောက်ထပ်ဒီတိုက်ခိုက်မှုတွေမှာပါဝင်တဲ့ဟာကတော့ဒါကာကွယ်ပစ္စည်းထုတ်လုပ်တဲ့စက်ယုံပေါ့နော်ကပ္ပစ2အမှတ်2ကာကွယ်ပစ္စည်းထုတ်လုပ်တဲ့စက်ယုံဒီနေရာကိုလည်းတိုက်ခိုက်နိုင်ခဲ့တယ်ဆိုပြီးတော့သိရတယ်ဒါကရောဘယ်လောက်ရေးကြီးတယ်လဲရေးကြီးတာရောဒီဥစ္စာနဲ့ပတ်သက်လို့ကျွန်တော်ရှေ့မှာတောက်လျှောက်ပြောဆိုခဲ့တာရှိတယ်ကပ္ပစကဘယ်လောက်ရေးကြီးတယ်ဘာတွေထုတ်လုပ်တယ်ဘယ်လိုထုတ်လုပ်တယ်ဒီလိုမျိုးထုတ်လုပ်တဲ့နေရာတွေကိုဒီလိုတိုက်ခိုက်နိုင်တယ်ဆိုရင်ဘယ်လိုမျိုးတွေရောကြမယ်ဆိုတဲ့အကြောင်းအများကြီးပဲပြောခဲ့ကြတယ်အားလုံးကလည်းဝိုင်းပြီးတော့ပြောဆိုနေကြရရှိပါတယ်အဓိကတော့ဒီစက်ယုံတွေကအချင်းချင်းချိတ်ဆက်နေကြတာဖြစ်တဲ့အတွက်ပေါ့နော်စက်ယုံတစ်ခုထိခိုက်နစ်နာသွားတယ်ဆိုရင်ကျန်တဲ့စက်ယုံတွေကိုပါတက်ရောက်မှုတွေရှိတယ်ဒါမျိုးပုံစံမျိုးတွေလည်းပြောခဲ့ကြရရှိတယ်ပေါ့နော်ဒါကတော့အချမ်းပြင်းပြောခဲ့ကြတယ်ပေါ့ဗျာအဲ့တော့ဒါတွေကရောဘယ်လောက်ရေးကြီးသလဲဆိုတော့ဒီကမ္ဘာစတွေကလက်နက်ခဲယမ်းတွေကိုအဓိကအားထားပြီးတော့ထုတ်နေကြတာပေါ့နော်ပြီးတော့ဒါမင်းအွန်လိုင်းနေနဲ့ပေါ့နော်ဒါပြည်ပနိုင်ငံတွေကနေပြီးတော့ဒီလက်နက်ခဲယမ်းတွေလည်းဝယ်ယူနေတာရှိတယ်အဓိကတော့တရုတ်ရုရှားဒီလိုနိုင်ငံတွေကဒါစစ်လက်နက်ပစ္စည်းတွေခဲယမ်းတွေသူတို့ကိုကူညီပေးနေတယ်ဆိုပေမဲ့ဒါတွေကအလကားပေးတာမဟုတ်
အလကားလည်းပေးမှာမဟုတ်ဘူးဒါတရုတ်ကရုရှားရောပေါ့နော်သူတို့အတွက်အကျိုးရှိမှသူတို့အတွက်အကျိုးမြတ်ရစေတဲ့ဟာတွေနဲ့ပဲဒါလဲလှယ်မဲ့ကိစ္စမျိုးတွေဖြစ်တယ်ဒါကြောင့်မလို့လဲမရောက်လိုက်ကဒါနိုင်ငံရဲ့တင်ရဇာတာတွေကိုပေါ့နော်အလကားပုံစံမျိုးနဲ့ပေါ့နော်ဒါသဘောတူပြီးတော့ထုတ်ယူသုံးစွဲခွင့်ပြုနေတာတွေတစ်ဖက်ကိုရောင်းချနေတာတွေရောင်းစားနေတာတွေကိုကျိုးအတွက်လုပ်နေတာတွေရှိတယ်ပေါ့ဗျာအဲ့တော့အလကားပေးတာမဟုတ်ဘူးတန်ရာတန်ကြီးရှိတယ်ပေါ့နော်ဒီအတွက်မရောက်လိုက်ကဒါကိုပိုင်ထုတ်လုပ်နိုင်မှုအတွက်ကိုပဲပို့ပြီးတော့ရေးဆိုင်မဲ့အနေထားအဓိကတော့ကာဘာစာတွေမှာထုတ်လုပ်နိုင်မှုအတွက်ကိုသူပို့ပြီးတော့စူးစမ်းမယ်ဒီကနေများများထုတ်လုပ်နိုင်မယ်ဆိုရင်ဒါစစ်ရေးအရှိန်မြင့်မှုအတွက်များများလှုပ်ဆောင်နိုင်လိမ့်မယ်ပေါ့နော်အဲ့တော့အဓိကရေနံချက်စက်ရုံလိုပဲပြောမယ်ဆိုရင်စစ်ရေးအရှိန်မလျော့ကျစေဖို့အတွက်အဓိကတော့ခုနပြောတဲ့ရေနံချက်စက်ရုံလိုပဲစစ်ရေးအရှိန်မလျော့ကျစေဖို့အတွက်ဒီကာဘာစာစက်ရုံတွေကလည်းသူ့အတွက်ဒါအသက်သွေးကြောပဲပေါ့နော်အရင်အရေးကြီးတယ်လက်နက်ခဲယမ်းဆိုတာကစစ်ကောင်စီအသက်ရှင်သန်နိုင်မှုအတွက်အရေးကြီးတဲ့အခြေခံလိုအပ်ချက်ကြီးဖြစ်တယ်အဲ့တော့ဒီလိုလုပ်နိုင်တာကမြောက်လိုက်အတွက်အတော်လေးထိနာတယ်ဒီထက်ပိုပြီးတော့ပေါ့နော်ဇက်တိုက်လှုပ်ဆောင်နိုင်တာမျိုးဒီထက်ပိုပြီးတော့ထိရောက်အောင်လုပ်နိုင်တာမျိုးဆိုရင်စစ်ကောင်စီအတွက်တော်တော်လေးအထိနာစေမဲ့အဖြစ်မျိုးတွေကြုံရမှာပါပြီးတော့တရက်ခရိုင်ကလည်းအရန်ကြီးပါတဲ့နေမြေဒေသတစ်ခုဖြစ်တယ်အဲတရက်ခရိုင်ထဲမှာကိုပဲမင်းအွန်လိုင်းအတွက်အသက်သွေးကြောဖြစ်တဲ့ဒီကာကွယ်ရေးပစ္စည်းထုတ်လုပ်တဲ့စက်ရုံပေါင်း9ရုံအထိရှိတယ်ပေါ့နော်ဒါကတရုံကိုပဲအခုဒါတိုက်ခိုက်နိုင်ခဲ့သေးတာဖြစ်တယ်ဒါတော့မှပဲထိရောက်လားမထိရောက်လားဆိုတဲ့ဟာတွေကကျွန်တော်တို့ထိခိုက်ပျက်စီးမှုတွေပေါ့အခြေခံပြီးတော့ဒါကြည့်ရှုရမှာဖြစ်တယ်ပေါ့နော်ဒါပေမဲ့အဲဥစ္စာတွေကလည်းအတီးပြုတ်နိုင်ခြင်းတော့မရှိဘူးဒါပေမဲ့တလုံးမဲကြောက်ပေါက်ခွဲတာဖြစ်တဲ့အတွက်တက်ရောက်မှုကတော့နည်းပါလိမ့်မယ်ဒါပေမဲ့ဘယ်နေရာကိုထိခိုက်တယ်လဲဆိုတဲ့ဟာပေါ်မှာမူတည်ပြီးတော့ဆုံးဖြတ်ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးသူ့အတွက်အထိနာစေနိုင်တဲ့ကာဘာစာပေါင်း9ရုံရှိတဲ့ဒီတရက်ခရိုင်ဆိုတဲ့ဟာကလည်းအရေးကြီးတဲ့နေမြေတစ်ခုဖြစ်တယ်အဲ့တော့ဒီ9ရုံလုံးကိုသာပေါ့နော်ခုနလိုမျိုးအခြေအတွက်ပေါင်းများစွာနဲ့ဖိအားပေးနိုင်မယ်ဆိုရင်အပြောင်းလဲတွေအများကြီးဖြစ်လာနိုင်ခြင်းရှိပါတယ်တော်လိုင်းတက်တွေကဒီနေရာတွေကိုခုလိုဖိအားပေးနိုင်တာကဘာအဓိပ္ပာယ်တွေရှိတယ်လဲဆိုရင်စစ်ကောင်စီရဲ့အလုံးကျုံဆုံးလို့ထင်ရပါတယ်ဆိုတဲ့နေရာတွေထုတ်လို့ရေးစက်ရုံတွေကိုပြစ်မှတ်ထားနိုင်ခြင်းကစိတ်သက်ပိုင်းဆိုင်ရာသူတို့အတွက်ထိခိုက်မှုတွေဖြစ်ပေါ်စေတယ်။အာဏာရှင်ဘက်မှရက်တီမဲ့ဟဲ့ဆိုရင်ဘယ်နေရာမှာမှမလုံခြုံတော့ဘူးဆိုတဲ့သတင်းစကားကိုပါပေးနိုင်ခြင်းလည်းဖြစ်တယ်ပေါ့နော်။ကာဘာစာစက်ရုံမှာရှိပါတယ်ဆိုတဲ့သူတွေကလုံသမားတွေပဲဖြစ်ဖြစ်သူတို့ရဲ့စစ်သားတွေမိသားစုတွေပဲဖြစ်ဖြစ်သူကတခြားစစ်သားတွေထက်ပေါ့နော်သူတို့ရဲ့တခြားတိုက်ခိုက်ရေးစစ်သားတွေထက်အခြားလက်ယုံတက်ကစစ်သားတွေထက်သူတို့ကပို့ပြီးတော့အသက်အန္တရာယ်ဝေးတယ်လို့ပြီးရင်ဒါပြောမယ်ဆိုရင်ရှေ့တန်းနေရာမျိုးတွေမလိုက်ရဘူးလို့ပင်ပန်းမလုပ်ရဘူးလို့ဒီထုတ်လို့ရေးပိုင်းကိုပဲလုပ်ရတယ်ဆိုတဲ့ပုံစံမျိုးနဲ့သူကနေသားသလိုနေကြတဲ့ဖွဲ့တွေဖြစ်တယ်ပြီးတော့ကျသူတို့ရဲ့အတွေးကငါတို့ကအတွင်းပိုင်းအဖွဲ့အစည်းတွေဖြစ်တယ်အဲ့တော့အပြင်ပိုင်းကတိုက်ခိုက်ရေးတက်တွေအကုန်လုံးပုံပြီးဆိုမှပဲငါတို့နေရာကိုရောက်လာမယ်လို့ယူဆထားကြသူတွေဖြစ်တယ်ဒါကြောင့်မလို့ဒီနေရာမှာနေပြီးတော့မင်းအွန်လိုင်းတက်ဆိုးရှည်ဖို့အတွက်လုပ်ပေးနေပါတယ်ဆိုတဲ့သူတွေကပြည်သူ့ဘက်ရက်တည်ဖို့ဆိုတာတော်တော်လေးခဲရင်းတယ်ထွက်လာပါတယ်ဆိုတဲ့သူတွေကလည်းဒါတန်ဖိုးရှိတယ်လို့ပြောရမှာပေါ့နော်ဒီလိုမျိုးနေလို့ရရသားနဲ့တောင်ထွက်လာခဲ့တဲ့သူတွေရှိကြတယ်ပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဒီနေရာကသူတို့တက်အရန်အရေးကြီးတယ်လောကကိုသူကစိတ်ချလက်ချနေနေတဲ့နေရာတွေလည်းဖြစ်တယ်ဒါပေမဲ့အခုလိုမျိုး PR တွေပေးခံရပြီဆိုတဲ့အချိန်မှာကျတော့ဟာငါတို့အတွက်ဘယ်နေရာမှကိုမလုံခြုံပါလားဆိုတဲ့အသည့်မျိုးတွေကိုရသွားစေတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာတစ်ခုလေးပြောချင်တာရှိတယ်အဲ့တော့ဗာလဲဆိုတော့ဒီပမာဏထက်များတဲ့အရေးအတွက်တွေနဲ့ PR ပေးနိုင်ဖို့ဒါအကြံပြုလို့လဲပေါ့နော်ပို့ပြီးထိရောက်မဲ့နီလန်မျိုးတွေကိုလည်းသုံးစေချင်ပါတယ်ဒါမှပဲပို့ပြီးတော့တိကျမယ်ပို့ပြီးတော့ထိရောက်မယ်ပေါ့နော်အဲ့လိုမျိုးတွေဒါကျွန်တော်ယူဆမိတယ်အဲ့တော့ short rate တုံးရဲ့ထိရောက်မှုပြစ်ခတ်ရတဲ့အခြေအနေဒါမျိုးနဲ့ပတ်သက်လို့ရှေ့ဗီဒီယိုတွေမှာလည်းပြောပြခဲ့တာရှိတယ်ပေါ့နော်အဓိကတော့ short rate တုံးကဒါတုံးကပေါ့နော်ပြစ်မှတ်ကိုတိကျအောင်ပြစ်ခတ်နိုင်ဖို့အတွက်တော်တော်လေးခင်းရင်းတဲ့အထဲမှာပါတယ်ဒါပေမဲ့ပြောသလိုပေါ့နော်အဲ့တလုံးနဲ့ပဲပြစ်နိုင်တယ်ဆိုရင်တော့မှပဲအဲ့တလုံးကအဓိကနေရာကိုချရောက်ပြီးတော့ပြင်းပြင်းထန်ထန်ထိခိုက်ပျက်စီးတယ်ဆိုရင်တော့ကျွန်တော်တို့တက်ရောက်မှုကြီးတယ်ပေါ့ဗျာဒါပေမဲ့အဲ့လိုမျိုးဖြစ်နိုင်ဖို့ဆိုတာခဲရင်းတယ်ဆိုတာပြောချင်တာပေါ့နော်ဒါပေမဲ့ဒီထက်ပိုပြီးတော့ပမာဏများများနဲ့သာလုံနိုင်မယ်ဟေ့ဆိုရင်ကျွန်တော်အများကြီးမျှော်လင့်လို့ရတဲ့အနေအထားပါနော်ဒါကြောင့်မလို့ဒီအခု PR ပေးနိုင်တဲ့ဖြစ်စဉ်ကပေါ့နော်တကယ်အထိနာလားမနာဘူးလားဆိုတာကတော့ပျက်စီးမှုအတိုင်းဒါပမာဏပေါ်မှာမူတည်ပါတယ်အခုဖြစ်စဉ်မှာဒါစက်ရုံနှစ်ခုထိခိုက်တယ်ဆိုပြီးတော့တွေးရပေမဲ့ဒါအတည်ပြုနိုင်ခြင်းတော့မရှိဘူးပေါ့နော်တာမန်ပျက်စီးမှုဆိုရင်ဒါထိရောက်မှုနည်းတယ်ပေါ့နော်အဓိကထုတ်လို့ရေးကိုထိခိုက်တယ်ဆိုရင်တော့ကြီးကြီးမားမား PR ပေးနိုင်တယ်လို့ပြောရမှာဖြစ်ပါတယ်အဲ့တော့ထိခိုက်မှုကြီးမားရင်ပြန်လည်ပြုပြင်ဖို့အတွက်ကုန်ကြစိတ်တွေကုန်ကြမယ်ပြီးရင်အချိန်တွေပေးရမယ်ပြီးတော့ဒီလိုမျိုးအချိန်တွေအများကြီးနဲ့ပြင်ဆင်နေရပါတယ်ဆိုရင်ထုတ်လို့ရေးတွေနှောင့်နှေးမယ်အဲ့လိုမျိုးထုတ်လို့ရေးနှောင့်နှေးတာတဲ့အများသူတို့ရဲ့စီရေးအချိန်မြင့်တင်မှုတွေရော့ကျသွားနိုင်ခြေရှိပါတယ်ဒါကြောင့်မလို့ကြီးမားတဲ့ PR ပေးနိုင်မှပဲဒါထိရောက်မှုရှိတယ်လို့ပြောရမှာဖြစ်တယ်အဲ့တော့စီရေးအရေးကြီးပြစ်မှတ်ကိုရွေးချယ်နိုင်ခြင်းပင်မအသက်သွေးကြောနဲ့ကြီးမားတဲ့အဓိကအခြေခံလိုအပ်ချက်တွေကိုထိခိုက်စေခြင်းတော်လိုင်းရေးဘက်က viewer မြောက်စစ်စင်ရေးတွေကိုဖော်ဆောင်နိုင်ခြင်းဆိုပြီးတော့ဒီဖြစ်စဉ်ကိုအတိတ်ပဲဖွင့်ရမှာဖြစ်တယ်။ဒါပေမဲ့အတည်ပြုချက်တွေတော့ကျွန်တော်တို့စောင့်ကြည့်ဖို့လိုပါတယ်။ဘယ်လောက်ထိထိခိုက်သလဲဘယ်လောက်ထိတာသွားသလဲဆိုတာဒါမှပဲသိရမှာပေါ့နော်။အဲ့တော့ဒီဖြစ်စဉ်မှာကြည့်မယ်ဆိုရင်တော်လိုင်းတပ်ဖွဲ့တွေခါတကယ်အရေးကြီးပါဆိုတဲ့နေရာမျိုးတွေတကယ်ထိရောက်အောင် PR ပေးနိုင်မှုအတွက်တွေပို့ပြီးတော့စူးစမ်းနေတာတွေတွေ့ရပါတယ်။ဒီထက်ပို့ပြီးတော့အရေးတက်များများနဲ့ပို့ပြီးတော့တက်ရောက်မှုကြီးအောင်လုပ်နိုင်မယ်ဆိုရင်ပိုကောင်းမွန်လိမ့်မယ်လို့ယူဆတယ်ပေါ့နော်။နောက်တစ်ခုကတော့ဒါဝိုင်းမော်ဘက်ကတိုက်ပွဲတွေဝိုင်းမော်ဘက်မှာလည်းအချင်းကြီးဒါပြင်းထန်နေတယ်ပေါ့နော်တနေ့တစ်နေ့ဒါပို့ပြီးတော့ဒါတိုက်ပွဲတွေဖြစ်လာတယ်နေ့စဉ်နဲ့များတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့ဒါစစ်ကောင်စီရဲ့ခလာရ58တရင်ဌာနချုပ်တွေနားထိကိုတဖြည်းဖြည်းကတ်လာနေပြီဆိုပြီးတော့သိရတယ်အဲ့တော့တိုက်ပွဲတွေကစစ်ကောင်စီရဲ့ဒါအချို့ခြေကုပ်ယူထားပါတယ်ဆိုတဲ့နေရာတွေပေါ့ဗျာကာကင်းစက္ကန့်ကနေပေါ့ဗျာအဲ့လိုနေရာမျိုးတွေကိုဒါ KI နဲ့ဒါပူပေါင်းတော်လိုင်းတပ်ဖွဲ့တွေက
တခုပြီးတခုသိမ့်ပိုက်လာနိုင်ပြီးတဲ့နောက်မှာဒီအခြေအနေကိုရောက်လာတာဖြစ်တယ်အဲ့တော့စစ်ကောင်စီကလည်းဒါဒုကျုပ်စိုးဝင်းလာသွားပြီးတဲ့နောက်ပိုင်းပေါ့နော်အဓိကနေရာတွေကိုလက်မလို့ရဖို့အရေးပြင်ဆင်တာတွေစစ်ကြောင်းတွေစုဖွဲ့ပြီးတော့စစ်ကြောင်းထိုးတာမျိုးတွေဒါတွေကိုလည်းစက်တိုက်လှုပ်ဆောင်နေတာတွေ့ရတယ်ပြီးတော့မြေပြင်စစ်ကြောင်းထိုးလာတာတွေအပြင်လေကြောင်းကနေလည်းတိုက်ခိုက်မှုတွေဇက်တိုက်ကိုဒါဖိအားပေးနေတာတွေ့ရတယ်ဒါအပြင်ဒါထပ်ပြီးတော့သိရတဲ့ဟာပေါ့နော်မြကြီးနားလေစိတ်တိုက်ခိုက်ခံရပြီးတဲ့နောက်မှာစစ်ကောင်စီဟာတော်လိုင်းတပ်ဖွဲ့တွေကိုဆွဆွဲတာတွေရှိသလိုတော်လိုင်းတပ်ဖွဲ့တွေကိုအကြမ်းဖက်ဖြစ်ပုံဖော်ဖို့အတွက်ပြင်ဆင်နေတဲ့ကိစ္စတစ်ခုရှိခဲ့တယ်အဲ့ဒါဘာလဲဆိုတော့ဒါစနစ်တကျနဲ့သူတို့ကဆန္ဒပြဖို့အတွက်လှုပ်တာဒါအယက်သားပြစ်မှတ်တွေကိုလှုပ်ပါတယ်ဆိုတဲ့ပုံစံမျိုးဒီလိုမျိုးလှုပ်တဲ့အဖွဲ့တွေကိုရှုံချပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့သူတို့ကအကြမ်းဖက်အဖွဲ့ဖြစ်ပုံဖော်ဖို့အတွက်ကြိုတင်ပြင်ဆင်ခဲ့တာရှိတယ်ဆန္ဒပြဖို့လုပ်ခဲ့တာရှိတယ်ဒါပေမဲ့အဲ့သတင်းကြီးကအပြင်ကိုပေါက်ကြားလာတယ်အပြင်ကိုပေါက်ကြားလာပြီးတဲ့နောက်ပိုင်းမှာပုံစံတွေတစ်မျိုးပြောင်းသွားတယ်ပေါ့နော်အဲ့တော့ဒါလည်းဒါစစ်ကောင်စီရဲ့အထိနာစေတဲ့အချက်တစ်ခုဖြစ်တယ်အဲ့တော့မြကြီးနားလေစိတ်တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီက KIA နဲ့ PDF တွေကိုအလိုမရှိကြောင်းလူရင်ရအများပြားနဲ့ဆန္ဒပြပွဲလုပ်ဖို့အတွက်ကိုဖန်တီးစီစဉ်ခဲ့တယ်ဆိုပေမဲ့အဲ့ဒီသတင်းကပေါက်ကြားလာလို့လူအင်အား90နဲ့ပဲခိုးကြောင်ခိုးဝဲနဲ့ကိစ္စပြီးသွားတယ်ဇလန်းသိမ်းသွားတယ်ဗောနော်အဲ့တော့ဖေဖော်ဝါရီ29ရက်နေ့မှာလုပ်ဖို့အတွက်ရည်ရွယ်ထားတာဖြစ်တယ်စစ်ကောင်စီခန့်ကချင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ညွှန်ကြားမှုနဲ့ဗောနော်ဌာနဆိုင်ရာဝန်ထမ်းတွေပါတယ်ဝန်ထမ်းနန်းစီတန်တွေဗောနော်ပြီးရင်ပြည်သူစစ်တွေပါတယ်ပြီးရင်ဘာသာရေးကောင်းဆောင်အချို့ကိုအသုံးချပြီးတော့လူအင်အား1000လောက်နဲ့သူကဆန္ဒပြပွဲဖန်တီးမှာလှည့်လည်ပြီးတော့ဆန္ဒပြဖို့အတွက်သူကစနစ်တကျပြင်ဆင်ခဲ့တာဖြစ်တယ်ဒါပေမဲ့အဲ့သတင်းကပေါက်ကြားသွားတယ်တချို့တွေကအဲ့လိုမျိုးပေါက်ကြားသွားတာဖြစ်တဲ့အတွက်တချို့နန်းစီတန်ဝန်ထမ်းတွေမလိုက်ရဲတော့ဘူးပေါ့နော်ဒီလိုမျိုးမလိုက်ရဲတော့ဘူးဒီလိုမျိုးကြီးသိနေတာဖြစ်တဲ့အတွက်တခုခုပြေးလိုက်မယ်ဆိုပြီးသူတို့ကြောက်ကြတယ်ဗျာကြောက်ကြတယ်အမှန်တရားဆိုရင်သူတို့ကြောက်စရာမလိုဘူးသူတို့မမှန်မကန်ဖြစ်နေလို့သူတို့ကြောက်ကြတာပေါ့နော်အဲ့တော့လူရင်းက1000ကနေဘယ်လောက်ထိယော့သွားလဲဆိုတော့90ထိယော့သွားတယ်7ပုံတပုံလုံး900ခိုင်နှုန်းပဲကျန်တော့လေပေါ့ဗျာအဲ့တော့အဲ့လောက်အနေထားထိကိုသူတို့တွေဖြစ်သွားတယ်အဲ့တော့နန်းစီတန်ဝန်ထမ်းတွေကစမလိုက်ရဲကြတော့ဘူးနောက်ဆုံးလူ90လောက်နဲ့ပဲခိုးကြောင်ခိုးဝဲနဲ့ဇက်သိမ်းသွားရတဲ့အဖြစ်ပေါ့နော်အဲ့တော့တန်းခိုင်ရေးပါတီကဒီပွဲကိုဥဆောင်တယ်လူအင်အား90ကိုဘလို့ပုံစံမျိုးနဲ့လုပ်ခဲ့ရလဲဆိုတော့အဲ့90ကိုကား3စီးနဲ့မြကြီးနားလေစိတ်ပေါ့နော်လေရင်ခွင်းအရှိကိုဒါအလျင်မြန်ပဲပို့ဆောင်ခဲ့ရတယ်ပြီးတာနဲ့ကြိုတင်ပြင်ဆင်ထားပါတယ်ဆိုတော့စာတန်းတွေရေးထားတဲ့ဒါဗနိုင်းတွေကိုကင်ပြီးတော့ပေါ့နော်ဆန္ဒပြတဲ့ပုံစံမျိုးပေါ့နော်ဓာတ်ပုံတွေရိုက်ခံတယ်ပြီးတာနဲ့ဟိုအော်ဟစ်ကြွေးကြော်တဲ့ပုံစံမျိုးပေါ့လေလုံးမရှိအဲ့လိုပုံစံမျိုးနဲ့အနီးတွေပါတွေတားပြီးတော့ပေါ့နော် PDF KIA ဘာဖြစ်လဲညာဖြစ်လဲလှုပ်တဲ့ပုံစံမျိုးအဲ့လိုပုံစံမျိုးကိုအလျင်မြန်ပဲဗီဒီယိုမှတ်တမ်းတွေယူရတယ်ပြီးတာနဲ့အလျင်မြန်လူစုခွဲပြီးတော့ဒါတိမ့်သွားတယ်ပေါ့အဲ့တော့ရတပြစ်မှတ်တွေကိုတိုက်ခိုက်လို့ဆန္ဒပြကြတာဆိုရင်စစ်ကောင်စီနေတိုင်းဆန္ဒပြခံမှာဘာကြောင့်လဲဆိုတော့ရတပြည်သူတွေကိုပဲရွေးချယ်ပြီးတော့တိုက်ခိုက်နေတာအခုဒါ2025ဒီ2020အခုချိန်ထိပေါ့နော်ဒီနေ့ဒီချိန်ထိပြီးရင်ဒါသူတို့အာဏာသိမ်းကာလကနေသူတို့လှုပ်ဆောင်ခဲ့တဲ့ဖြစ်စဉ်တွေအကုန်လုံးပြန်ကြည့်မယ်ဆိုရင်ပြည်သူတွေအများကြီးပဲအသက်ဆုံးရှုံးခဲ့ကြရတယ်ရှိတယ်ဒါပေမဲ့အဲ့အတွက်ဘာမှတာဝန်ယူတာတွေတာဝန်ခံတာတွေမရှိဘူးငါလှုပ်ချင်လှုပ်မယ်ကွာငါလှုပ်ချင်တယ်လို့လှုပ်မယ်ကွာဆိုတဲ့ပုံစံမျိုးတွေနဲ့ပဲသူတို့ရဲဆက်ဆက်လှုပ်ခဲ့ကြတယ်ပေါ့နော်ပြီးရင်သူတို့အဲ့ဘက်ကနေပြီးတော့ညှင်းဆန်တာတွေလှုပ်တယ်လုံးဝဖြစ်စဉ်တွေကအရှင်းသားကြီးအထင်းသားကြီးပေါ်နေတာတောင်မှပဲဒါရုပ်တည်နေသူတို့ညှင်းဆန်ခဲ့ကြရရှိတယ်ဘယ်တော့မှအမှန်တရားတော့မှဗျာဒါလုံးဝအမှန်တရားဆိုတဲ့စကားတစ်လုံးတစ်လေတောင်မှသူတို့မထွက်ခဲ့ကြဘူးမထွက်ရဲခဲ့ကြဘူးပေါ့နော်အဲ့တော့အဲ့လိုမျိုးသားသူတို့ကိုဆန္ဒပြခြင်းဆိုရင်နေ့တိုင်းဆန္ဒပြခံရမှာပေါ့လေနော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်စစ်ကောင်စီဟာအခုလိုမျိုးပုံစံမျိုးတွေကိုအင်တိုက်အားတိုက်လှုံ့ဆော်ဖို့အတွက်ဒါအမြဲတမ်းပြင်ဆင်နေတယ်ဆိုတဲ့ဟာကိုလည်းသိစေချင်တယ်တခါလေကြရင်ဒီလိုမျိုးဆန္ဒပြတဲ့ဟာတွေတခါလေကြရင်ဒီလိုမျိုးဒါဖြစ်စဉ်တွေထွက်ပေါ်လာတဲ့ခါကျရင်ကျွန်တော်တို့ကအချက်အလက်တွေကိုတေချာလေးစီစစ်ကြဖို့အတွက်ရေးကြည့်ပါတယ်အကြောင်းရင်းတွေကိုကျွန်တော်အဖြေရှာကြဖို့အရေးကြီးပါတယ်ဘာကြောင့်မလို့ဒီလိုပုံစံမျိုးတွေထွက်လာတာလဲဘာကြောင့်မလို့ဒီလိုသတင်းတွေတက်လာတာလဲဒီသတင်းတွေရဲ့အစပြောရာကဘယ်နေရာကလဲဘယ်သူတွေလဲဘယ်သူတွေဥဆောင်တာလဲဆိုတဲ့အကြောင်းတွေကိုကျွန်တော်တေချာလေးဒါလိုက်ပြီးတော့ဒါခွဲခြမ်းစိတ်ဖြာကြဖို့အရေးကြီးတယ်ဆိုတဲ့အကြောင်းဒီည